ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလက်ရှိဒါကျွန်တော်ရောက်ရှိနေတဲ့ site လေးရဆိုရင်ပေါ့နော်ဒါပြည်ခရိုင်ထဲမှာပါတယ်ပေါ့နော်ဝတီးကန်မြို့အင်းလျားရွာပေါ့နော်အင်းလျားရွာကအင်းလျားဖုန်းကျောင်းဖြစ်ပါတယ်ခင်ဗျာဒီဖုန်းကျောင်းလေးမှာဆိုရင်တော့ဒါကျွန်တော်ဘိုင်းတာဝန်ယူပေးထားလဲဆိုလို့ရှိရင်မျက်နှာကျက်ရဲ့ခေါင်းနဲ့ရဲ့ပေါ့နော်ဒါပစ္စည်းလက်ကဒါကျွန်တော်အပြီးစီတာဝန်ယူပေးထားတဲ့ site လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ဟောအထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးလေးဒါကျွန်တော်တက်ဆင်ပြရမယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင်ဒီပတ်လဲပေါ့နော်ဒီပတ်လဲကိုဒါကျွန်တော်ဒီ၄ပေ၈ပေပေါ့နော်ဒါ၄ပေ၈ပေဒီကျက်စင်ဘုတ်ကိုသုံးပြီးတော့ဒီပတ်လဲမှာဒါကျွန်တော်ပလိန်ပေါ့နော်ဒီပလိန်တက်မယ်ပလိန်တက်ပြီးလို့ရှိရင်တော့ဒီထောက်လေးတွေမှာဆိုလို့ရှိရင်တော့ဒါကောနဲ့ပေါ့နော်ကောနဲ့အလှလေးတွေပေါ့ထည့်ရမယ်ပေါ့နော်ဖန်ကနုတ်လေးနဲ့လေဒီအလဲမှာဆိုလို့ရှိရင်တော့ဒါကောနဲ့အဝိုင်းပြတစ်ခုပါမယ်ကောနဲ့ဝိုင်းပြအောင်မှာဒါဒီဘေးဖောင်ကနေပေါ့နော်ဒီဖောင်ခွေပြီးတော့ဒီကောနဲ့လေးနဲ့ပဲပြန်ပြီးတော့ဖောင်ခွေပြီးတော့ဒါကျွန်တော်တက်ဆင်ပြရမှာဖြစ်ပါခင်ဗျာဟုတ်ဒီဖျားကန်းလေးလည်းပါမယ်ခင်ဗျာဒီဖျားခန်းလေးမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒါကောနစ်လေးပေါ့နော်ကောနစ်လေးတက်ဆင်ပြရမယ်ခင်ဗျာဟုတ်ကဲ့ဒီအခုလက်ရှိပေါ့နော်ဒါဒီဖုန်းကြောင်းလေးကိုပေါ့ဒါကျွန်တော်တောင်းယူပေးထားတာဖြစ်ပါခင်ဗျာခုလိုမျိုးပေါ့နော်ဒါကျွန်တော်အယုံကြည်အနှံ့နာပေးတာမှလည်းဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ဒီဟိုရောက်လာဖို့တက်လဲပေါ့နော်ဒီပေါ့နာမန်နေအဆင်မပြေတဲ့ဂျားတွေကနေပေါ့နော်ဒါကျွန်တော်ကိုဒီလာကြိုပေးတဲ့ဒီကျောင်းလိုက်ဆရာတော်ဖုန်းကြီးလည်းဒါကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလိုမျိုးဒါကျွန်တော်ကိုဒီမင်းနဲ့ကျွန်တော်အိမ်ဝဲထားတဲ့လုပ်ငန်းကိုယုံကြည်လို့ပေါ့နော်အနှံ့ကျင်နေဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3999936332ကိုထိုင်းဆက်သွယ်ဆောင်တာမြင်မြနိုင်ပါခင်ဗျာလုပ်ငန်းလူကြီးကိုများအားလုံးလည်းလောက်ကနေဆင်ပြေကြပါစေဒီဘက်မျိုးအားလုံးလည်းကျမ်းမာရှင်ထန်ကြပါစေခင်ဗျာ